ခရစ်တော်ဖျားရဲ့ရှင်ပြန်ထမြောက်တော်မူသောနေ့ရက်တစ်ကိုပြန်လည်ပြီးကြိုဆိုခွင့်ပေးတဲ့ဖျားခင်နာမတော်ကိုချီးမွမ်းရင်းနဲ့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ချင်ပါတယ်ကျွန်တော်တို့မြန်မာပြည်ကြီးနေရာဒေသတီးမှာခက်ခဲချင်းဒုက္ခပေါင်းမြောက်များစွာနဲ့မမျှော်လင့်ထားတဲ့အရာတွေမရည်ရွယ်ထားတဲ့အရာတွေနေ့ရက်စဉ်တိုင်းလက်တပြတ်ဆိုသလိုကြုံတွေ့နေရတဲ့ချိန်မှာကျွန်တော်တို့စိတ်တပိုင်းဆိုင်ရာတော်၎င်းခန္ဓာပိုင်းဆိုင်ရာတော်၎င်းဝမ်းနဲ့ချိတဲ့အားငယ်ပြီးတော့နေကြတဲ့အချိန်ခါတမညလေးမှာကျွန်တော်တို့ပြန်ပြီးတော့ခရစ်တော်ဖွင့်ပြထားတဲ့နောက်ပတ်တော်နဲ့အတူတူကအချိန်နဲ့ငယ်တော်လေးခွန်အားယူဖို့ရန်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့90ခုမြောက်သောစာလံပိုင်ငယ်15 90ခုမြောက်သောစာလံပိုင်ငယ်15ထဲမှာဘလို့ဖော်ပြတယ်လဲဆိုရင်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ကသူဒီငါကိုခေါ်တော်ခါငါထူးမိဒုက္ခခံရတော့ခါသူ့ဖက်မှာငါနေ၍ချမ်းသာပေးမိသူဤဘုံကိုလည်းထင်ရှားစေမိဆိုပြီးတော့ဖော်ပြထားပါတယ်နှုတ်ပတ်တော်ပေါ်၌ဂျာနာတူရောက်တိုင်းနဲ့နှုတ်ပတ်တော်ရှင်ပြပြခင်ကနေတဖန်ကောင်းချီးချပေးပါစေဆိုတော့ယူကြုံမြဝမ်းနဲ့ကြည်ကွယ်ခြင်းတဘာဝဘေးအန္တရာယ်မျိုးမျိုးကျွန်တော်ကြုံတွေ့ရင်ဆိုင်နေရပြီးတော့လည်းပဲကျွန်တော်ကိုးကွယ်တဲ့ဖျားခင်ကဂရိပေးထားတာတခုဘလောက်ထိတေချာနေတယ်လဲဆိုရင်သူဒီငါကိုခေါ်တော့ကငါထူးမယ်တဲ့မိတ်ဆွေကျွန်တော်တို့ဝမ်းနဲ့ချင်းတွင်နဲ့ထက်ကြနေတဲ့ချိန်မှာကျွန်တော်ခေါ်တန်ကိုနားဆုံပြီးတော့ကျွန်တော်ခေါ်တန်ကိုကြားချင်တဲ့ဖျားတခင်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အဲ့ဒီဖျားကိုခေါ်ပိတ်ဖို့အဲ့ဒီဖျားစီကနေပြီးပဲကျွန်တော်တို့ညင်တခြင်းတွေပြန်လည်ပြီးလွတ်မြောက်ခြင်းတွေမျောလင့်ခြင်းအသစ်တွေရရှိဖို့ရန်အတွက်အဲ့ဒီဖျားကိုကျွန်တော်တို့ခေါ်ကြည့်ရအောင်ဘာသာတရားရဲ့ဖျားမဟုတ်ဘဲနဲ့စစ်ကြောရတစ်ခုလုံးဖန်ဆင်းပိုင်တာတဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေဘေးဘာသာပဲကိုးကွယ်အဲ့ဒီသခင်ယေရှုဖျားသခင်ကိုခေါ်ဖိတ်ကြည့်ပါမိတ်ဆွေတွေကျွန်တော်တို့ထပ်ပေါက်တစ်ခုဖွင့်ဟမှုတစ်ခုရှိလာမယ်ဆိုတော့ကိုကျွန်တော်တို့ဒီမှာတီလင်းဖော်ပြထားပါတယ်သူဒီငါကိုခေါ်တော့ခါငါထူးမယ်ဆိုတော့အသက်ရှင်တဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်မလို့ခေါ်တန်ကိုထူးဖို့ရန်အတွက်စင်သက်ရှိနေပါတယ်ဒီတင်မကဘူးခေါ်ပြီးထူးအောင်တင်မကပဲနဲ့ကျွန်တော်ဒုက္ခခံတော့ခါသူ့ဖက်နိုင်ငါနေချမ်းသာပေးမယ်ဆိုတဲ့ဖျားခင်ဖြစ်ပါတယ်နာမတော်တိုင်ပုံကြည့်ပါစေယနေ့ဒုက္ခပေါင်းမြောက်များစွာနဲ့ကျွန်တော်ကြုံတွေ့နေရတဲ့အချိန်မှာ2020လောက်ကတည်းကကျွန်တော်တို့မမျှော်လင့်ထားပဲယောဂဆိုကြီးကိုဗစ်ကြီးရောက်လာတယ်2021မှာကျွန်တော်မမျှော်လင့်ပဲနဲ့ကျွန်တော်တို့ပခုံးပြောင်းတာဝန်လွှဲခြင်းတွေစလာပြီးတော့ကျွန်တော်22လောက်ကနေစပြီးတော့ကျွန်တော်ပြည်တွင်းတိုင်းနဲ့ပြည်နယ်တီးမှာမချမ်းမာခြင်းဒုက္ခပေါင်းမြောက်များစွာရင်ဆိုင်နေရတယ်23-24မှာတိုင်းသူပြည်သားတွေ2023-24မှာကျွန်တော်တိုင်းသူပြည်သားတွေနိုင်ငံတွင်းတော်ကောင်ပြည်ပများတော်ကောင်ထပ်ပေါက်မျိုးရှာပြီးတော့ပြေးလွှားနေရတဲ့ပြည်တွင်းမှာတောင်မှဝရမ်းပြည်ဖြစ်နေရတဲ့အခြေအနေကျွန်တော်တို့ဘယ်တော့ပဲကြုံတွေ့နေရပါစေအဲ့ဒီကြားထဲကလည်းကျွန်တော်ရှောင်ဖယ်လို့မရတဲ့ရေကြီးခြင်းကျွန်တော်ရှောင်ဖယ်လို့မရတဲ့ငလျင်ကြီးတွေကြုံတွေ့နေရတယ်ဆိုတော့အဲ့ဒီဒုက္ခပေါင်းမြောက်များစွာထဲကနေပြီးတော့ကျွန်တော်တို့ဘယ်ခံရတာမဟုတ်ပဲနဲ့အဲ့ဒီဒုက္ခထဲမှာကိုနိုင်ဒုက္ခခံတော့ခါသူ့ဖက်မှာငါနေချမ်းသာပေးမယ်ဆိုတဲ့ဖျားခင်ကျွန်တော်ကိုးကွယ်တဲ့ဖျားရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီအသက်ရှင်တဲ့ဖျားကနေပြီးတော့ကျွန်တော်အဲ့ဒီဒုက္ခထဲကနေပြီးတော့ခေါ်ဖိတ်တန်ကိုကျွန်တော်နားဆုံပြီးတော့နားထောင်နေတဲ့ဖျားဖြစ်ပါတယ်ရည်ရှိတဲ့နေရာကနေကိုယ်ချိန်မှာဆေးရုံမှာလည်းရှိကောင်းရှိနေပါလိမ့်မယ်တောကြတောင်ကြတဲ့လည်းရှိကောင်းရှိနေပါလိမ့်မယ်မိတ်ဆွေဘယ်နေရာမှာပဲရှိစစ်လုံးတတ်ထဲကနေပြီးတော့အသက်ရှင်တဲ့ကိုရောဖျားအသက်ရှင်တဲ့သခင်ယေရှုပြန်လည်ပြီးရှင်ပြန်ထမြောက်တော်မူသောခရစ်တော်ရှင်ဖျားကျွန်တော်ကိုကျမကိုဤတွင်နဲ့ထဲကနေပြီးတော့ဤဒုက္ခထဲကနေပြီးတော့လွတ်မြောက်တော့ခွင့်ကိုပြင်ဆင်ပေးပါခေါ်ရင်ထူးတဲ့ဖျားကျွန်တော်ရဲ့ခေါ်တန်ကိုနားညောင်းပါကျွန်မရဲ့ခေါ်တန်ကိုနားညောင်းပေးပါဤဒုက္ခတွင်နဲ့ထဲကနေပြီးတော့လွတ်မြောက်တော့ခွင့်ကို
ပြင်ဆင်ပေးပါဆိုပြီးတော့မိတ်ဆွေရှိတဲ့နေရာကနေပြီးတော့ခေါ်ပေးကြည့်ပါမိတ်ဆွေတွေကျွန်တော်တို့ထူးခြားမှုတစ်ခုခုရှိလာဖို့ရတဲ့ကျွန်တော်တမန်ကျန်းစာကနေပြီးတော့တူဒီငါကိုခေါ်တော့ခါငါထူးမယ်ဆိုရဲဖြတ်ခင်ကတိတော့မိတ်ဆွေနဲ့ကျွန်တော်ပုံမှာတက်ဖန်တယောက်ပြီးမျောလင့်ချက်တင်တဲ့လူမျိုးတော်သူများဖြစ်ကြဖို့ဖြတ်ခင်ကောင်းချချပေးပါစေ